ကနန်းကတော့35နဲ့61ကတော့တပေါက်တည်းရှိတယ်။နှစ်နာရီမှာထွက်သွားတဲ့ကနန်းကလည်း33ရေ51ခွန်33ညနဲ့ဒီ3လုံး3ညလို့ထည့်တာ3ညရေ8ကေ2ကေဒီမှာ3လုံး3ညလို့ထည့်ပြီး9ရေ3ရေ8ကေ3ညလို့ထည့်ပြီးတော့1ကေ8ကေ1ကေ3ညလို့ထည့်81 3 6 2နဲ့ဒီ3လုံး1လို့ထည့်တာ9ရေ1ကေ1ကေဒီမှာ3လုံး1လို့ထည့်ပြီး8ကေ3ညရေ3ရေ1လို့ထည့်ပြီးတော့9ရေ8ကေ4ရေ1လို့ထည့်34နေ့8 1နဲ့ဒီ3လုံး1လို့ထည့်တာ8 9 4နဲ့1ထားလို့ဒီ3လုံး1မယ်1ကေခွန်ရင်နှလုံး8ပြင်1ပြင်အောင်3ထိပ်ဒီ3လုံး1လို့ထည့်နှလုံး6ပြင်9နောက်ပိတ်35 3လုံး9 3လုံး9 3လုံး9ဒီကနေ3လုံး9 3လုံး9 3လုံး9မယ်ဆိုရင်8ပရိတ်35အဲ့လိုမြတ်ပဲ4 3 3နဲ့ဒီ3လုံး3ညလို့ထည့်တယ်2ကေ8ကေ3ညဒီ3လုံး3ညလို့ထည့်ကြားတဲ့3လုံး3ညလို့9 3 8နဲ့3ညလို့ထည့်1 8 1နဲ့3ညလို့ထည့်3ရေ6ကေ2ကေဒီ3လုံး1လို့ထည့်တာ3ရေ1ကေခွန်ရေဒီ3လုံး1လို့ထည့်ပြီး8ကေ3ညရေ3ရေ1လို့ထည့်ပြီးတော့9ရေ8ကေ4ရေ1လို့ထည့်34လို့ချ6 8 3နဲ့ဒီ3လုံးခွန်လို့ထည့်တာ3ညရေ9ရေ8ကေဒီ3လုံးခွန်လို့ထည့်ပြီးဒီကနေ3လုံးခွန်မယ်ဆို1နဲ့ခွန်နဲ့နှလုံး8ပြင်တော့9ထိပ်ဒီ3လုံးခွန်လို့ထည့်1နောက်ပိတ်61အဲ့ဒါဒီမှာခွန်8 9လို့ရိုက်မယ်ဆို9ရှိတဲ့အတွက်3ညပရိတ်ရလာလို့3လုံး5 3လုံး5 3လုံး5လို့ရိုက်တယ်5 3ချက်ရိုက်သွားရင်တော့5မယ်ဆိုခွန်ပရိတ်လည်းရှိတယ်ဟုတ်လားကနန်းတွေကကြည်တာတွေတော့အများကြီးပဲဗျအဲ့တော့ကျွန်တော်တပေါက်တည်း site နှစ်ကွက်ပြခဲ့တယ်ဟုတ်လား9ရဒီပေါ်မှာ3လုံး5ပြီဒီဘက်လို3လုံးပြန်ဝိုက်တယ်ပရိတ်တယ်3လုံး5 3လုံးပြန်ဒီ3လုံးခွန်3လုံးခွန်လို့ပြန်ရင်9ပရိတ်လို့ပေါ့လေကြားတယ်ကဲအဲ့လောက်ပဲဗျာဒီမှာ3လုံး6 3လုံး6 3လုံး6ဆိုရင်6ထိပ်ဒီက3လုံး2 3လုံး2 3လုံး2မယ်ဆို2ထိပ်ဒီက3လုံး4 3လုံး4 3လုံး4မယ်ဆိုခွန်ပိတ်3လုံးခွန်3လုံးခွန်3လုံးခွန်မယ်ဆို1ထိပ်ဟုတ်လားအဲ့တော့61နဲ့35ကြိုက်တဲ့လူတော့ထူးကြိုက်ရင်တော့တင်ထိုးရမယ်ကဏ္ဍပိုကြိုက်တာတော့61ဆိုကဏ္ဍပိုကြိုက်တယ်